Summary of The Blind Boy by Collie Sipper. This is a poem written by Collie Sipper that expresses the feelings of a young blind boy. The main points of the poems are: The Blind Boy ကဗျာကို Collie Sipper မှာရေးသားခဲ့ခြင်းဖြစ်ပါတယ်။မျက်စိမမြင်တဲ့ကောင်လေးတစ်ယောက်ရဲ့ခံစားချက်ကိုရေးဖွဲ့ထားတာပါ။ကဗျာရဲ့အဓိကအချက်တွေကတော့ Lack of sight. The boy wonders what light is and why he cannot see it. He also questions how people with sight perceive the world. အလင်းရောက်ကိုမမြင်ရခြင်းကောင်လေးကအလင်းရောက်ဆိုတာပါလေဘာကြောင့်သူမမြင်ရလဲဆိုတာကိုသိချင်နေပါတယ်မြင်ရတဲ့သူရဲ့မျက်စိအမြင်ကိုလည်းသူမေးခွန်းထုတ်ထားတယ် Feeling the world. He's able to tell the difference between day and night just by feeling the someone. Because of that, he feel like it always bright for him day and night. ပတ်ဝန်းကျင်ကိုခံစားနားလည်ခြင်းသူကနေရာချီရဲ့နှွေးထွေးမှုကိုခံစားရုံနဲ့နေညကိုခွဲခြားသိရှိနိုင်ပါတယ်။ဒါကြောင့်သူ့အတွက်နေရောညပါအမြဲလိုအလေးရောင်ရှိနေတယ်လို့ခံစားရပါတယ်။ In a strange, people feel sorry for his misfortune, but he accepts his situation with patience and resilience. He isn't sad about what he doesn't have, and he lives his life happily. စိတ်တကြံ့ခိုင်ခြင်းလူတွေကသူတို့ရဲ့ကံဆိုးမှုကိုတနာကြပေမဲ့သူကတော့စိတ်ရှိတိခံစွာနဲ့လက်ခံထားနိုင်ပါတယ်။သူမပိုင်စားရတဲ့အရာအတွက်စိတ်တက်မကြပဲသူ့ဘဝလေးကိုပျော်ရွှင်စွာနဲ့ရှင်းသန်နေပါတယ်။ Self-worth. In the last verse, the boy expresses that even though he is a poor blind boy, his inner happiness makes him feel as dignified as a king. ကိုကိုထမိုးထားခြင်းနောက်ဆုံးပိုက်မှာကောင်းလေးဟာသူ့ရဲ့ဆင်းရဲတဲ့မြင့်မြင့်တရားဖြစ်ပေမဲ့သူ့ရဲ့စိတ်ဓာတ်ပြည့်စုံမှုကြောင့်ကိုကိုဘရင်တစ်ပေါက်လိုမြင့်မြတ်စွာခံစားနေကြောင်းဖော်ပြထားပါတယ်။ This poem beautifully shows the inner strength and positive attitudes of a person without sight. It's powerful poems with some key message. ဒီကဗျာလေးကအမြင်အာရုံကြီးမဲ့သူတယောက်ရဲ့စိတ်ကြံခိုင်မှုတွေနဲ့ကိုယ့်ရဲ့ဘဝကိုအကောင်းမြင်ဖို့သဘောထားတွေဖော်ပြထားတဲ့အတွက်ကြောင့်ဒီကဗျာလေးကနေပေးချင်တဲ့ message လေးတွေကတော့ Ministry. When you feel a difficult or fall in life, it's important to deal with them with a positive outlook and not to get at. စိတ်ဓာတ်ခွန်အားဘဝမှာအခက်အခဲတွေရွှေ့ချက်တွေရှိလာတော့မှစိတ်တမကြပဲကောင်းမြင်စိတ်နဲ့ရင်လိုက်ဖြတ်သမှုရည်ကြီးဆိုတဲ့ရှက်ပါ Finding happiness. Happiness doesn't depend on the opposition. It's come from within. The blind boy lost his sight, but nobody can destroy his spirit. ပျော်ရွှင်မှုကိုရှာဖွေခြင်းပျော်ရွှင်မှုဆိုတာအရာဝတ္ထုတွေပိုင်ဆိုင်မှုတွေပေါ်မှာမူတည်နေရမဟုတ်ပဲကိုယ့်ရဲ့စိတ်တွေကနေလာတာဖြစ်တယ်ဆိုတဲ့အချက်ပါမမမြင်ကောင်းလေးကသူ့ရဲ့မြင်အာရုံကိုဆုံးရှုံးခဲ့ပေမဲ့သူ့ရဲ့စိတ်ကိုတော့ဘယ်သူမှဖျက်ဆီးလို့မရပါဘူး Self-worth. No matter how others see you or define you, it's important to know your own value and be proud of it. The boy in the poem sees himself as a king and is content with his life. ကိုတံပိုးထားခြင်းလူတွေကကိုဘလို့မြင်ပါစေဘလို့တတ်မှတ်ပါစေကိုရဲ့တံပိုးကိုပိုင်တံပိုးကိုကိုယ်တိုင်သိရှိပြီးတော့ခွန်ကြီးတက်ဖို့လိုပါတယ်ဆိုတဲ့အချက်ပါကြပြရဲမှာကောင်လေးကသူ့ကိုယ်သူဘယင်စပါးလို့မြင်ပြီးတော့သူ့ရဲ့ဘဝကိုကျင့်နေပါတယ် This poem beautifully portrays the importance of a person's inner strength and a positive outlook on life. I believe is very very inspiring. ဒီကဗျာလေးဟာလူတစ်ယောက်ရဲ့အတွင်းစိတ်ခွန်အားနဲ့ဘဝကိုအကောင်းမြင်စိတ်ရဲ့အရေးပါပုံတွေကိုလှပစွာဖော်ပြထားတဲ့အတွက်ကြောင့်စိတ်သက်ခွန်အားတွေအပြည့်အဝရလိုက်မယ်လို့ယုံကြည်ပါတယ်။